သမျှတို့ပြုရင်မယ်အိမ်ယာတူတော်တည်ကြဖြစ်ဖို့ကြိုးစားခြင်းနဲ့ကိုကျင်နာသူကိုရည်သားလေးတင်းနေတဲ့လူပုံလေးမှာမျက်နှာမလာဖို့တို့စွမ်းဆောင်မယ်ငယ်ချင်းများနဲ့ပြောပါလဲလျှော့ပါမယ်အိမ်နဲ့ပါမယ်ကောင်းညစ်နဲ့လမ်းတွင်မလဲရင်တို့ကချိုးမျိုးပြင်ငါလိမ္မာပါမယ်ဒီဗီဒီနေဖြစ်ခဲ့သမျှ